တွေ့တာမှုဆိုတာအလွန်ဆန်းတဲ့ဆိုးတယ်နော်တိတ်တဆိုတဲ့ယန္တဘာအကြောင်းအားလုံးကြားဖို့နေကြတာပဲသူညီမကနေပြီးတော့သင်္ကန်းကိုကောင်းမွန်မွန်ရက်လုပ်ပြီးတော့ချော်ချော်လေးရက်ပြီးတော့ပေးလိုက်တဲ့သင်္ကန်းလေးမနဲ့ကြတော့ဝတ်မယ်ဆိုပြီးတော့အားတင်းထားမဝတ်ရသေးလို့ညကြတော့အစာမကြေတဲ့ယောဂနဲ့ပြန်တော့မူဒီသင်္ကန်းလေးပေါ်မှာဆွဲပြီးတော့တန်းဖြစ်နေတယ်ကြည်တွေ့တာမှုကဘလောက်ဆိုးတယ်ဆိုတာသီလရှိတဲ့ယဟန်တော်အဲ့ဒီယဟန်ကတရားဓမ္မတွေကျင့်ကြံကြိုးကိုအားထုတ်နေတဲ့ယဟန်သို့တော့အတွေ့အတာသွားပြီးတော့တွေ့တာမိသည့်အတွက်ကြောင့်တန်းသွားဖြစ်တယ်အဲ့ဒီလိုတန်းသွားဖြစ်တော့တည်သွားပြီဆိုရင်ဘုန်းကြီးတစ်ပါးပြန်တော်မူလို့ရှိရင်အဲ့ဒီဘုန်းကြီးပိုင်တဲ့ပစ္စည်းစီမတ္တတဏ္ဍကလို့ခေါ်တယ်တည်တဲ့ပုဂ္ဂိုလ်ရဲ့ပစ္စည်းစီတန်ခိကဖြစ်တယ်တန်ဃာတွေအားလုံးပိုင်ဆိုင်တယ်အဲ့တော့တန်ဃာတွေကဒိဋ္ဌယဟန်တော်ပြန်တော်မူသွားပြီပေါ့